Microsoft တွင်တာလီတိုင်းလုပ်မယ်ဆိုရင်ဒီမှာစီကံနေရှိပါတယ်တဲ့စာရရန်စီမင်းများအဲ့တော့စီကံဆိုတာကတော့သူ့နေရာနဲ့သူစီကံနေရှိတယ်မဟုတ်လားကျောင်းမှာလည်းကျောင်းစီကံဟုတ်တယ်မလားအဲ့တော့ဒီမှာစာမှာလည်းစာစီကံရှိပါတယ်တဲ့စကားစုတစ်ခုနဲ့တစ်ခုအကြားတွင်စပေးပါတစ်ချက်200တဲ့နော်ရကောမှာစီမီကောလန်full story နောက်တွင်ဒီပါတစ်ချက်200မြန်မာသားမှာဆိုရင်ပုံလေးချတာလားမြန်မာသားမှာလည်းသူစီကံမရှိဘူးလားရှိတယ်နော်ဆိုအင်္ဂလိပ်စာမှာဆိုရင်တော့စာပိုက်တစ်ပိုက်ဆုံးသွားပြီဆိုရင်ပါ full stop ချဟုတ်တယ်မလားမြန်မာသားမှာဆိုရင်ပုံမှန်ချတယ်ဟုတ်တယ်မလားအထီးပုံမှန်ရှိရမလားမြန်မာသားမှာလည်းစီကံရှိတယ်နော်အင်္ဂလိပ်စာမှာရှိရမှာဟုတ်တယ်မလား200တဲ့ဒီမှာဆိုပါပြီးတော့ဒီမှာချတော့တယ်မလားဒီအကြောင်းအရာတစ်ခုပြီးသွားလို့မြန်မာသားမှာချပေးထားတယ်ဟုတ်ပြီနော်ဒီမှာစာတစ်ကြောင်းဆိုရင်နောက်တစ်ကြောင်းပြန်စလို့လည်းအန္တာကိုနှိပ်ပါအခုဒီနားလေးကိုထားပါတော့သာမရေးချင်တော့ဆိုရင်ဘာလို့မလဲအန္တာနှိပ်ပြီးမှတစ်ချက်ပြန်ရေးမယ်စာပိုက်တစ်ပိုက်ဆုံး၍နောက်တစ်ပိုက်တို့ပြောင်းလို့လည်းအန္တာနှိပ်ပါဟုတ်ပြီအဲ့ဒါကစာတစ်ပိုက်နော်စာပိုက်တွေရေးတဲ့အခါကျတော့ဥပမာဒါမျိုးပေါ့နော်စာတစ်ပိုက်မပြီးသွားပြီဒီနားလေးကိုပြီးသွားပြီပြန်ပါအန္တာခောက်ချလိုက်ပါဘောအဲ့ဒါပြောတာနော်အချက်စာပိုက်မဆုံးသေးရင်အန္တာမနှိပ်ပါနဲ့စာကြောင်းများသူ့လိုအောက်တို့ကြာသွားပါလိမ့်မည်တဲ့အခုတော့ဒါဆိုရင်ဒါစာပိုက်ဒီမှာအဲ့ဒီစာပိုက်တွေရိုက်တဲ့အခါမှာတော့အန္တာခောက်လို့မရပါဘူးတဲ့နောက်တော့ကြောင်းလာတစ်ခုစမယ်ဆိုမှအန္တာခောက်မယ်ငါစာလေးလက်ကျွေရိုက်ကြည့်မယ်အခုစာစီစာရိုက်စပြီဟုတ်ပြီလားဒီကနေရှိတယ်နော်ဒီစီကနေအတိုင်းတော့ရပြီလားဒါပေမဲ့ဘလုံးပါရာဂရက်အောက်ပါစာကိုမလုပ်ခိုင်းနဲ့စာတော့ဒီစာဒီတိုင်းတာကိုကခုမှစရတဲ့တော့သူ့လိုတွေအလဲမရောက်လဲဘာမှဖြစ်ဘူးဟုတ်လားကိုမတင်ရသေးဘူးခုမှစအောင်နော်ဘယ်ဘက်ပဲကြက်ရမယ်ဒါပေမဲ့ဒီချမ်းမယ်ဒီအနာကောက်ဆောင်အခုဒီစာပိုက်ကရှေ့ကိုတကြောင်းဒီမှာတိုးရတာလားတော့တိုးတာဆိုရင်ဒါ point 5တိုးတာနော်အဲ့ဒီ point 5တိုးပြီးတော့ရိုက်ဖို့ဆိုရင်ဒီဘက်ကနေဒီ tag key လေးကိုနှိပ်ရပါတယ်တဲ့လက်ကွက်တင်မယ် tag key ချက်ကုန်မယ်ဟုတ်နော်ပြန်ရပြီစာဖတ်ရမယ်ဒီအတန်ရိုက်ဘုလိုစာဖတ်ရိုက်နေတဲ့အချိန်မှာပါတော့အန္တာမခောက်ပါနဲ့တဲ့စာရုပ်မဆန်းတော့ရင်လိုပြုတ်ကျသွားပါလိမ့်မယ်တဲ့ဟုတ်ပြီအောက်ပြုတ်ကျသွားပြီတွေ့လားအန္တာခောက်တယ်လို့မလို့စာဖတ်ရိုက်နေတဲ့အချိန်အန္တာမခောက်ရအောင်လို့တဲ့ဒီမှာဆိုပြီးတော့အကြောင်းအရာတစ်ခုနောက်ထပ်စတော့မယ်ဆိုတော့အန္တာခောက်ချ